ကျွန်တော်တို့ဒီနေ့ခေတ်မှာ follower တွေများလာတဲ့အမြ celebrity ဆိုပြီးတော့ဖြစ်လာတာနဲ့အမြဒီလူတွေကတကယ်ရည်ရှင်းရှိတဲ့ influencer တွေဆိုတာကျွန်တော်တို့ဘယ်လိုမျိုးခွဲခြားမလဲဒီနေ့ခေတ်မှာဖုန်းခွင့်လိုက်တာနဲ့ content အသစ်တွေ influencer အသစ်တွေနေ့တိုင်းလိုပေါ်လာနေရပေါ့နော်တချို့တွေကတော့တကယ်တန်မိုးရှိတဲ့အသိပညာတွေမျှဝေရတယ်တချို့ကြတော့ကျွန်တော်တို့လူတွေစိတ်ဝင်စားအောင်လုပ်ပြီးတော့ပွဲတွေရှာမယ် attention တွေရှာပြီးသူတို့ပတ်စံတွေရှာနေကြတယ်ပေါ့နော်ပြဿနာဒီနှမျိုးမခွဲတဲ့ရင်ကျွန်တော်တို့ရဲ့အချိန်နဲ့အာရုံစိုက်မှုနဲ့အတွေးခေါ်တွေတဖြည်းဖြည်းဆုံးရှုံးသွားနိုင်တယ်ပေါ့ကျွန်တော်အမြဲတွေးနေရတဲ့ခုကြီးရပေါ့နော် social media မှာအကြော်ကြားဆုံးလူကကိုယ့်ဘဝကိုအကျိုးချီဆုံးပြောင်းလဲပေးမဲ့သူဖြစ်ရှင်မှာဖြစ်လိမ့်မယ်တကယ်တော့တန်မိုးရှိတဲ့သူတွေကအမြဲတမ်းအစင်ကျင်နေမှာတော့မဟုတ်ဘူးပေါ့နော်တခါလေသူတို့ကိုရှာဖွေမှတွေ့ရှိလိမ့်မယ်ပေါ့ပထမဆုံးဒီနေ့ကတော့သူ့ကိုယ်နဲ့ကိုကြည့်ပြီးနောက်မှာကိုယ့်အတွက်ဘာကြံခဲ့တယ်လဲကျွန်တော်တို့ကစဉ်းစားရမယ်ပေါ့နော်ဒီလူကဂျပန်ကောက်ဖွင့်ပြီးတော့သူပတ်စံရဖို့ပဲပောက်ကြရရှောက်လုံးနေရလားဒါမှမဟုတ်ပဲကျွန်တော်တို့ဘုံမှာအသွေးတစ်တစ်ခုစကေးအတစ်တစ်ခုလက်တွေ့အသုံးချလို့ရတဲ့အသိပညာတစ်ခုခုကိုသူပေးခဲ့သလားတကယ်ကောင်းတဲ့ influencer တွေဆိုရင်တော့ကျွန်တော်တို့စီက attention တည်တံ့အောင်မယူဘူးပေါ့နော်သူတို့ကအသိပညာတွေပေးတယ်အမြင်တွေပေးတယ်ကျွန်တော်တို့အလုံးလုံးချင်စိတ်ဖြစ်လာအောင်လို့သူတို့လှုံ့ဆော်ပေးရပါတော့ဒါပထမတစ်ချက်ပေါ့ဒုတိယတစ်ချက်ကကြတော့သူကကျွန်တော်တို့ကိုဒီစိတ်မသက်မတာဖြစ်စေတာတွေကိုဖြစ်စေတယ်ပေါ့နော်ဥပမာအနေနဲ့ပြောမှဆိုရင်သူ့လိုလိုက်မဝင်ကျွန်တော်တို့ကမလှတော့ဘူးသူ့လိုကားမစီးငင်ကျွန်တော်တို့ကမအောင်မြင်တော့ဘူးဒီလိုမှမဝင်နိုင်ကျွန်တော်တို့ကလူရမဝင်တော့ဘူးလို့ဆိုပြီးတော့ luxury ဆန်ဆန်နဲ့ကျွန်တော်တို့ရဲ့ဘဝတွေကိုနှိမ်ချနေတဲ့ influencer ရှိအဲ့ဒီလိုမျိုးစကားတွေကကျွန်တော်တို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးရတော့မဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ရဲ့မလုံခြုံတဲ့စိတ်တွေကိုပို့ပြီးကြီးပွားအောင်လုပ်ပြီးတော့အဲ့ဒီပုံမှာသူတို့ကတင်တဲ့နေဖွင့်မယ်ဟိုကလာတက်တာလာတက်ဆိုပြီးစီးပွားချနေကြတာပေါ့တန်မိုးရှိတဲ့သူတွေကြတော့မင်းမှာရှိတဲ့အရာကိုဘလို့တိုးတက်အောင်လုပ်မလဲဆိုပြီးတော့သူတို့ကပြတာဒါဒုတိယတစ်ချက်တတိယတစ်ချက်ကကြတော့သူပြောတာနဲ့သူနေထိုင်နေတာကျွန်တော်တို့ကိုက်ညီရလားလူတိုင်းကပြီးပြည့်စုံဖို့တော့မလိုဘူးပေါ့နော်ဒါပေမဲ့ပြောနေတဲ့စကားတစ်မျိုးအလောက်ကတစ်မျိုးဖြစ်နေပြီဆိုရင်တော့ဒီလူကိုကျွန်တော်တို့သတိထားသင့်တယ်ပြီးတော့သူတို့ပုံမှာလည်းကိုယ့်ရဲ့ attention မရအောင်ဘယ်လိုလုပ်မလဲဆိုအလွယ်ဆုံးနည်းလမ်းတော့ကျွန်တော်တို့ရဲ့ new feed ကိုကျွန်တော်တို့ကိုယ်တိုင်ရွေးချယ်ရမယ်ပေါ့နော် social media algorithm တွေကတော့ကျွန်တော်တို့ကြည့်တာများတာကိုကျွန်တော်တို့စီကိုပို့ပြီးတော့ပြလိုက်မယ်အထိပ္ပယ်မရှိတဲ့ content တွေကိုကျွန်တော်တို့ကဆက်ကြည့်မယ်ဆိုလို့ရင်ဒီလိုမျိုး content တွေပဲကျွန်တော်တို့ကို subscribe ကနေမျက်နှာမခွာသွားနိုင်အောင်လို့သူကပြနေမှာပေါ့နော်ကျွန်တော်တို့စိတ်တူစေမယ့်အရာတွေအဲ့လိုမျိုးပေါ့တန်မိုးရှိတဲ့အရာတွေကျွန်တော်တို့ကရှာပြီးတော့ကြည့်ရမယ်တည်တည်ညာပေးတဲ့ channel တွေကျွန်တော်တို့ follow လုပ်ထားရမယ်ကိုပင်မနေစိတ်ပြောစရာတွေပေးတဲ့ channel တွေ follow လုပ်ထားရမယ်ကိုရီမန်ချန်နဲ့ကိုက်ရင်တဲ့သူတွေကိုကျွန်တော်တို့ကဒီမှာ like ကြည့်ပြီးတော့ follow လုပ်ရမယ်အချိန်ပေးရမယ်အရေးကြီးဆုံးကတော့ကိုယ့်ဘဝမှာကိုလုံးစရာရှိတဲ့ကိုယ့်ဘဝမှာလုံးစရာရှိတဲ့သူကအခြားသူတွေရဲ့ drama ကိုကြည့်ပြီးတော့အချိန်ကုန်နေတာတော့မဖြစ်ဘူးပေါ့နော်အလုံးများနေတဲ့သူကကျွန်တော်တို့ဒီ TikTok က note တက်လာတဲ့သူတို့ရဲ့အလုပ်ပေါ်မှာပဲပို့ပြီးစိတ်ဝင်စားကြတာများပါတယ်ဒါပေမဲ့ကျွန်တော်တို့ follower ကြီးအတွက်ကိုမကြည့်ပါနဲ့သူဘယ်လောက်ထိ interview တွေဖြေနေရတယ်ဘယ်ပွဲတက်နေရတယ်မကြည့်ပါနဲ့ကျွန်တော်တို့အတွေးတွေကိုသူဘယ်လိုပုံဖော်ပေးနေဆိုတာကျွန်တော်တို့ကြည့်ရမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့ attention ကဒီခေတ်မှာကျွန်တော်တို့အတွက်အတန်မိုးအကြီးဆုံးပိုင်ဆိုင်မှုတစ်ခုဖြစ်လို့ပါပဲလူတွေကအဲ့ဒီရောက်ယူနေကြပြီးတော့ပတ်ဆိုင်ဆိုင်နေတဲ့လူတွေအများကြီးကိုကျွန်တော်အဲ့ဒါကိုဘယ်သူစီပေးမလဲဆိုတာကျွန်တော်တို့ရဲ့အနာဂတ်မှာကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ်ဒီနေ့တော့ကတော့ပါပဲအဲ့လိုကျေးဇူးရိုက်တော့